ကိုလူတွေကဘန်နာရေးလုံးနေရလားကိုကဘန်နာရေးကိုကြည့်နေရလားမဟုတ်ဘဲနဲ့နေပြီးတော့ငွေဝင်ထွက်ကိုကြည့်နေရလားရောက်ရတွေလောက်ကိုပဲကြည့်နေရလားစောစောကဘယ်လိုစရင်ရှိတယ်ဆိုတော့အဲ့စရင်ကအဝင်ထွက်စရင်အရောက်စရင် cash ဘယ်လောက်ရတယ် cash ဘယ်လောက်ပေးလိုက်တယ်ဒီလောက်ပဲစရင်ကြည့်နေရလားအဲ့ဒီကိစ္စတွေကိုရှင်းရှင်းလင်းလင်းဖြစ်ဖို့အမြင်နဲ့အသီးတွေလုံးခွေးနေလို့ရှိရင်ကိုသိတယ်လေကကိုဟာကိုဟုတ်နေပြီဒီတော့ကျွန်တော်တို့ကဆုံးဖြတ်ချက်တော့ချမှတ်တယ်အဲ့ဒီမှာကျွန်တော်ရဲ့ဆုံးဖြတ်ချက်ဒီမားတာတဲ့အခါလေးဖြစ်နေကြလို့မမားရင်လည်းပဲကျွန်တော်တို့ကဖြစ်သိဖြစ်ထိုက်တော့ရာသိရထိုက်တဲ့ result တွေကိုရဖို့အတွက်ကျွန်တော်တို့ကအခွင့်အလမ်းတွေနေပါဒီနေရာမှာကျွန်တော်တို့နည်းနည်းလေးပြပြရှင်ခလေးမလေးတယောက် interview ဖြစ်တယ်သမီးရှင်းမှာဘာတွေလုပ်ခဲ့ရတယ်သမီးက finance တွေလုပ်ခဲ့ရတယ်စီယာဘယ်လိုလုပ်ရလဲသမီးတထေးရနိုင်ငံရှာသွားတယ်ပိတ်စံတွေထုတ်သွားတယ်အပြန်ကျဘောက်ရှာတွေဘက်ကက်တွေစာရွက်တွေယူလာတယ်သမီးကဘာတွေသုံးခဲ့တယ်ဘလောက်ကြားတယ်ပြီးတဲ့အခါကျဘလောက်ပြန်အမ်းတယ်သမီးဘလောက်လိုပြန်ထုတ်တယ်အဲ့လိုလုပ်ပေးရတယ်စီယာဟာကျွန်တော်တော်ကြောက်တော့ဒီကလေးတွေ finance ဆိုတဲ့ကိစ္စဒီလောက်ပြီးသိခါကြတာလားသမီးအဲ့ဒါ cashier အလုံးသမီးမှားနေပြီအဲ့ဒီလိုမျိုးသာ finance ကိုနေပြီးတော့လူတွေကသိတော့ကြတယ် finance ဆိုတာဘာမှ nothing ပဲဒါဆိုအဲ့ဒီလိုမျိုးအကြီးသောအမှားတွေအများကြီးရှိပါတယ်အဲ့အကြီးသောအမှားတွေကိုကျွန်တော်တို့ကအမှန်ပြင်ဖို့လိုတယ်ခင်ဗျာကျေးဇူးတင်ပါတယ်